ခေါင်းအားကျတော့ M1 ပေါ့နော်ဒါ M1 coil ဖြစ်တဲ့ M1 မီးခိုးဟောင်းတစ်စုံကနေထုတ်ထားတဲ့ coil လေးတွေပေါ့နော်ဆိုတော့ဆန်စီတို့ကြည့်အောင်ပေါ့နော်ဒီတစ်ခါလည်းဆန်စီကခန်းကြီးရဲ့သဘောတရားကိုရှင်းပြတာမဟုတ်ပဲねဒီခန်းကြီးကဘာသိပဲねမြန်မာလိုပါလဲဆိုတာကိုပဲခက်တော့လေးရှင်းပြတော့မှာပေါ့နော်မီးခိုးဟောင်းစကားလုံးဆိုတော့ဒါမျိုးမီးခိုးဟောင်းမှာတုံးတဲ့စကားလုံးကိုဆန်စီခဏမှတ်ရအောင်ပြီးမှပဲဆန်မီဝဲပြီးမှပဲခန်းကြီးရဲ့ပုံမှန်နေတုံးချင်းစီဆိုတဲ့ဗီဒီယိုလေးကိုလောက်ပြီးဖို့စဉ်းစားထားရပေါ့နော်ကဲဆိုတော့ဆန်စီကြည့်အောင် ခန်းကြီးလေးကခိုင်တခုဆိုတဲ့စခန်းကြီးကနေစပြီးတော့ဒါခေါ်ကြီးခန်းတိုင်းစကလုံးလေးတွေပဲเนาะအကုန်လုံးခိုင်တခုဆိုတာじゃあ先生တို့ဒီ新しいものを開くことလို့先生ဒီမှာပေါ့เนาะဒီပုံမှာ意味ပါပြီးပါနေရဆိုတော့ဂျပန်အမှန်တော့မနိုင်ပြောလို့ရှိရင်ဂျပန်က N2 N1 နေကြားလို့ရှိရင်ဒီခန်းကြီးဟီရာကနာမြန်မာစာဆိုပြီးမှတ်နေရမဟုတ်ပဲねခန်းကြီးဟီရာကနာ意味ဆိုပြီးတော့ Japanese to Japanese ဖတ်တာကိုတော့အထိပ္ပယ်ကိုကျေပြန်ပို့သိနိုင်မယ်လို့ထင်ပြီးတော့先生ကဒီလိုမျိုးလေးလုပ်စေချင်တာပေါ့เนาะဒါကြောင့်အင်ကြီးပဲတစ်ခါလေကိုယ်နဲ့ဖတ်ဝိုင်းတော့ဂျပန်စကားပို့ရမယ်လို့ထင်တယ်။အဲကြောင့်ခိုင်တကူဆိုတာじゃတစ်ခုခုပေါ့နော်။အခုချိန်ကြီးလောက်လာခဲ့တဲ့အလုံးနဲ့မတူဘဲနဲ့ဒီတစ်ခေါက်စားမယ့်အလုပ်ကလုံးဝအသက်ပေါ့နော်။အသက်ကမှလုံးဝဗာလေထိုးဖောက်ပြီးတော့လုပ်မယ်ဆိုတဲ့အလုပ်ထိုးဖောက်ခြင်းပေါ့စိုက်ပျိုးရေးပါဒီမှာဆိုတော့ဒီပင်ကိုစားပြီးတော့စိုက်ပျိုးခြင်းလို့ဆိုရင်ဘာသာပြန်လို့ရတယ်ပေါ့နော်။ခိုင်တကူဟုတ်ကွာ福ဆိုတဲ့漢字でやじゃあ、破壊されたものが再び盛んになること、盛んになることをさ、ပြန်လေတိဆောက်တာပြန်လေပြုပြင်တယ်လို့အဓိပ္ပာယ်ရပြီးတော့ဒီ破壊ဆိုတာကြတော့ပြန်ဆက်ပြီးတော့ကိုဝါရှိမှဆိုတဲ့ပျက်စီးပြီးဖြစ်စီပေါ့နော်ပျက်စီးပြီးသားအရာတွေပျက်စီးတွေကိုနောက်တစ်ချိန်ပေါ့နော်ပြန်လေတိဆောက်တယ်လို့ဆက်ပြီးဘာသာပြန်လို့ရတယ်ပြန်လေတိဆောက်ခြင်းပြန်လေထူထောင်ခြင်းနောက်တစ်ခါကျโอโคตาခြားတော့ဒီဆက်စီတို့ဒီနစပက်ကိကုတိုရှိနာကတာဆိုတာကျတော့လောက်ရမယ့်ကိစ္စကိုလုပ်เสียရှိတဲ့ကိစ္စကိုမလုပ်လိုက်ခြင်းမလုပ်မိခြင်းလို့ဆက်စီဘာသာပြန်လို့ရပြီးတော့โอโคตาခြားတော့ဆက်စီတို့မျိုးလို့ဘာသာပြန်လို့ရတယ်ဆိုအရေးတကြီးဖြစ်လာဒီနီးကလာဒီလို့ဆက်စီတို့ဘာသာပြန်လို့ရတယ်ပေါ့နော်ပြောလို့ဆိုရင်တော့မနက်ဖြန်တင်ရမယ့်စာမျိုးရဲ့အိမ်စာကိုခုချိန်ဒီဘာမှမလုပ်ရသေးဘူးတော်တော်လေးအချိန်နီးကပ်နေပြီအရေးကြီးဖြစ်နေပြီပေါ့နော်နည်းနည်းလေးအနည်းဆုံးလို့ဖြစ်တဲ့ဆိုတဲ့အသေးပင်တွေတက်ရောက်တယ်ပေါ့နော်ဒီမှာနှလုံးသားဆိုတဲ့ခန်းကြီးလေးကိုအပေါ်ကနေဓာကြီးနဲ့ဖိတဲ့အခါကျတော့နှလုံးသားကမငြိမ်တော့ဘူးဆိုတဲ့ပုံစံမျိုးပြောမှရရတယ်ပေါ့နော်နောက်တစ်ခါလျော့ဆိုတာတာမန်ဆိုအီးမေးလ်တို့ဟိုတယ်ပိုကင်းတွေပါဒီလောက်တာတို့ချစ်ကပ်တွေပါဝယ်လို့ရှိရင်ကြားဝင်ကြစကားလုံးပါပေါ့အီးမေးလ်ကနေပေါ့နော်ပြီးလို့ရှိရင်3ရက်အတွင်းမှာငွေပေးမယ်ကွန်ဗီနီတွေဖြစ်ဘဏ်ကနေငွေပေးမချီပါကဂျီရိုတဲ့ခီနီထိုးနေပါလေ予約を取り消し行いますဆိုတော့ဒီ3ရက်အတွင်းမှာငွေပေးမချီဘူးဆိုရင်တော့အလိုလျောက်ပါလေ cancel ဖြစ်သွားမယ်ဆိုတော့ကို了承ください。了承くださいလည်းရှိလို့了承してくださいလို့တောင်းကြရဲပေါ့နော်။ပြောမှဆိုရင်တော့ဒါကိုနားလေလက်ခံပါသဘောတူပါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။တစ်ဖက်ငါတို့ပတ်ချက်မှာဒီမျိုးစီမင်းစီကနေရှေ့ဆိုတာကိုနေနားလေပေးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ကြည်ကြောကိုခီတဲ့နတ်တုခုစုဆိုတာတစ်ဖက်လူရဲ့အခြေအနေကိုနားထောင်ပြီးတော့ကိုနားလေအောင်လုပ်ရမယ်နားလေပေါ်ပေါ်လက်ခံရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ဒီစာရှိစုဆိုတာခံကြီးလေးကဒီဟစ်တိုနီနေလေးစတလီရှိကြီးစတလီဆိုတဲ့ことပေါ့နော်။ဘာပြောချင်လဲဆိုတော့တစ်ဖက်လူကိုအမိတ်ပြီးတဲ့ညွှန်ကြားရဲဆိုတဲ့နေရာတွေမှာစာစီလို့အသုံးပြုတယ်ပေါ့နော်။စာရှိစုမေဂူလီဆိုတာအသေးပဲကျတော့လက်ပတ်ချင်းပတ်ဝန်းကျင်ပြောမှဆိုတော့လက်ပတ်ချင်းတော့နောက်အသေးပဲတစ်ခုနေဆိုနိုင်ရပတ်ဝန်းကျင်လို့ဆန်ပြီးဘာသာပြန်လို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လက်ပတ်လဲဆိုတော့အနီးနားမှာလက်ပတ်လို့ရမယ်ဆိုတော့အသေးပဲဖြစ်ပြီးတော့ဆန်စီလို့များဆန်လို့ကြားဖို့နေကြပြီးလို့ရှိရင်နောက်မှာဆန်တယ်ဆိုအိုမာဝါလီဆန်လို့ခေါ်တယ်အိုမာဝါလီဆန်ဆိုတော့ရေးသားတယ်ပေါ့နော်ဒီလက်ကွက်နီးနားမှာလက်ပတ်နေတဲ့ဂျပန်ရေးပါတီကိုတောင်းကြတယ်ပေါ့နော်မာဝါလီဆန်ဒီမှာတော့သူ့ကိုမေဂူလီအချီကိုချီမာဝါလူကိုတော့ဆိုဟိုတူဒီလိုက်လက်ပတ်ချီရှိတူပေါ့နော်လက်ပတ်ချင်းပတ်ဝန်းကျင်ဆိုတဲ့ဘယ်စနာလေးရ share ဆိုတာညာဆန်လို့ဒီအင်္ဂလိပ်စကားလုံး SHA ဒီ share ကနေလာတဲ့စကားလုံးလေးဖြစ်ပြီးတော့ဒီဗာလဲဘယ်လိုပြောမလဲတော့시조니 오케이루 또 코유리스 코유리스ဘာပြောချင်လဲဆိုတော့ကို့မှာရှိတဲ့အရာကြီးပေါ့နော်ဒီစီကြောဆိုတာじゃအလုံးလုံးတဲ့နေရာပေါ့နော်ဒီလောဘိုင်တို့ဘာလို့မှပြောတာပေါ့နော်ဒီဥမာမက်ကတ်ပေါ့နော်စီကြောဆိုမက်ကတ်ဒီမက်ကတ်နဲ့ပတ်သက်တဲ့အရာတွေကိုဗာလဲမျှဝေခြင်းဆိုတဲ့နေရာမှာအသုံးပြုတဲ့ share ဘုရားကြောင့်ဒါရှင်ကကြတော့ဒီ item の移行それと
ဆိုတဲ့တုံးနှစ်ခုဒါကကျတော့ဒီမှာလူဖြစ်စာကားစုခုတုပေါ့စာကားစုခုတုဆိုတာကျတော့ဘာလို့ရှိရလဲဆိုတော့ဒီတစ်ဖက်လူရဲ့အမြင်ကိုပေါ့နော်ဒါရိုက်မမေးပဲတွေ့ဝပြီးတော့မေးချင်ကိုစင်စစ်ဒါရှင်းလို့ခေါ်တယ်ပေါ့နော်ဒါသူအသေးပေကဘာကိုပြောရလဲဆိုတော့အချင်းကြီးစံတက်မေးမြန်းခြင်းစုံစမ်းစစ်ဆေးခြင်းစင်စစ်လို့နားလည်လို့ရတယ်ဘယ်လိုနေမှာအသုံးပြုရလဲဆိုတော့ငါတို့မှာဆိုရင်ရုံးခွဲတွေရုံးချုပ်တွေအများကြီးရှိတယ်ရုံးခွဲဆိုအိုဆာကာတိုကျိုဒီကျိုတိုရှိရပေါ့နော်နင်းဗာလေဒီလိုရုံးခွဲတွေတွားရမှာဆိုရင်ကျိုတိုတွားမှာလားအဲ့လိုမျိုးတိုင်းမေးလိုက်တယ်မဟုတ်ပဲနဲ့စကားပြောနေတဲ့စကားကနေစကားနှိုက်တယ်ပေါ့နော်ဒါကိုစင်စစ်ဒါရှင်းလို့ခေါ်တယ်ဘာလဲနင်းရုံးခွဲထဲမှာဆိုနေပဲရုံးကိုကြာနေပဲညောင်းသွားလို့ရှိရင်ဒီတော့ပို့တော့အဆင်ပြေလောက်လေနေပြောကြည့်ပါအောင်ဆိုနေမှာပေါ့နော်တုံးတယ်ဒါရှင်းဟုတ်ပါเคလေခိဆိုတာmina sen လို့ခဏခဏအလုပ်ရှောင်လို့ရှိရင်တုံးတဲ့လီလေခိရှောဆိုတာစီဒီကောင်ကိုပြောပြီးเคလေခိရှောဆိုတာကြောင့်စင်စစ်လို့ကိုယ့်ရဲ့အခုချိန်ထိအလုပ်လုပ်ခဲ့တဲ့အတွေ့အကြုံကိုပြောတာပေါ့နော်เคလေခိဆိုတာအတွေ့အကြုံရှင်းလုံးမဲ့မှတ်တဲ့ကိုယ့်ရဲ့အလုပ်လုပ်ခဲ့တဲ့နောက်ခံတမိုင်းပေါ့နော်はいなるほど。ちなみに、じゃあ、ハジクは、じゃあ、というテーマは、じゃあ、東感情、東透情を算是把它变成屋台などを、バカロじゃないですか、はね返す。はね返す。ほで、はね返す。屋台などを、はね返す。ဆိုတော့ဒီ屋台ဆိုတာအရေးပေါ့နော်ပြောရမှာဆိုရင်တနည်းအားဖြင့်ဒီ Mozart Mobile တို့ပြီးလို့ရှိရင်ဒီဗာလေအရေးပေါ့နော်ဒီကိုထီဆောင်းထားတဲ့အပေါ်ကနေဗာလေမိုးဆက်လေးတွေကြာလာတဲ့အချိန်မှာဗာလေမိုးဆက်လေးထီးရအသားကောင်းတဲ့ခါကျတော့ချစ်ချောင်းရေမစိုးတဲ့ရေစိုးမခံတဲ့ရေတုံးတုံးမစိုးတဲ့ထီးပေါ့နော်မိုးကတာနဲ့လောက်ထားတဲ့ထီးဆိုတော့အဲ့ဒီရေဆက်လေးကိုပြန်ပြီးတုံးထုတ်တယ်ပြန်ကန်ဆိုတော့ဆက်ဆက်ဒီနေရာမှာဟာဂျီခုလို့တုံးနေရတယ်သူရဲ့ခံရတဲ့ပြန်ကိုလည်းလည်းစစ်ပွဲဒီမှာတောင်းတယ်ဆန်းဆိုးဆိုတဲ့အခန်းကြီးထဲကတစ်လုံးဆိုတော့ဒါကိုစင်စစ်တစ်ခုခုဆိုရင်ပြန်ပြီးတိုက်ခိုက်ရတာလေးထားလို့ရတယ်ခုံထွက်ခြင်းကန်ထုတ်ခြင်းပေါ့နော်ပြီးလို့ရှိရင်ပြန်ပြီးတီးခတ်ခြင်းလို့စင်စစ်ဘာသာပြန်လို့ရတယ်အဲ့ဒါကိုကျတော့စင်စစ်ဂါချီဆိုတာစင်စစ်ဒီနေ့မနက်တင်ခဲ့တဲ့ N2N1 ခန်းကျမှာပါပြီးသားအီတာလီဆိုကိုတော့ကွက်တိကြတယ်လို့စင်စစ်ဘာသာပြန်ရတယ်ကွက်တိကြခြင်းပေါ့နော်ပြီးရင်အီတိုမိုဆိုတာဂျပန်လို့ဆိုရင်ညစံလို့ဒီ N2 N3 မှာပါခဲ့တဲ့တိုတဲမိုရဲ့ဒီဂျောနီပေါ့နော်အရေးကြီးတယ်အလွန်မှာဆိုတာအသေးပဲပေါ့နော်ဟောတခုနောက်တစ်ခါမာချီဆိုတာဂျပန်စကားပြောဒီမှာလည်းအရင်တုံးတယ်ဆိုလဲကိုတိုနာတေလူယောဆူဆိုတာကျတော့ဒီအမြင်မတူတာသဘောထားကွဲလွဲခြင်းလို့ဆိုပါလာပြန်ရပြောမယ်ကွဲပြားခြားနားတဲ့အမျိုးမျိုးပြောမှဆိုလဲကိုတိုနာတေလူယောဆူဆိုတာအမျိုးမျိုးတော့အချင်းကြီးပြပါတော့တော်တော်များများလေးပြောမှဆိုအမျိုးမျိုးတော့စင်နာနေရရပေါ့နော်ငါကခုကကြတော့ဒီခန်းကြီးတွေကကြတော့ဒီပါစား M1 မှာမှဒါဟိုပါလေအပေါ်ကဒီစကလုံးလေးတွေပြီးထားတယ်ဒီစကလုံးလေးမှာတူညီတဲ့စကလုံးဒီစကလုံးလေးနဲ့ဆင်တူတဲ့စကလုံးလေးရွေးပေးရတဲ့ဗမေးခွန်းတွေကထုတ်လုပ်ထားရပေါ့နော်ဟိုဖူလို့ဒီအရှိရစကလုံးဟိုဖူလို့ခေါ်ပြီးနောက်စကလုံးခဲဆွေပေါ့နော်ဟိုဖူနဲ့ခဲဆွေနဲ့ကအတိတ်100%တူညီကြမဟုတ်ပေမဲ့နီးစပ်စကလုံးစဉ်းစားလို့ရတယ်ပေါ့နော်တောင်းစကိုယ့်ရဲ့ရည်မှန်းချက်ဆုံးဖြတ်ချက်ပြောမဆို100%မကိုင်းညီတဲ့ဒီစကလုံးတွေအားလေ100%ကိုင်းညီမှာအဖြစ်မဟုတ်ဘူးစကလုံးလေးလုံးထဲကတူညီတဲ့စကလုံးတစ်စုရွေးပြီးလိုက်ရုံပဲပေါ့နော်နောက်တစ်ခုကကျတော့ဆန်စီလို့ယူတိုလီပြီးရှင်ယောယူရယူတိုလီဆိုတာကျတော့ယောယူနဲ့ဆင်တူတယ်တဲ့ပြောမဆိုယောယူလိုမျိုးယောယူဆိုတာကျတော့ကို့မှာဗာလေဟိုအားလက်တဲ့အချိန်ရှိတယ်တခုခုကိုလောက်ဆောင်နိုင်စွမ်းဗာလေအနေထားတစ်ခုခုရှိတာပေါ့နော်ဆန်စီရဲ့အရှိမှာပေါ့နော်ယောယူကအာရုယောယူကနိုင်ဆိုပြီးတော့ဒီစအနေပါဗီဒီယိုလေးတင်ပေးထားပြီးတော့ဗောအေးဗီဒီယိုကြည့်ပြီးတဲ့လူဆိုတော့ကောင်းနေနားလည်မှာပေါ့နော်ယောယူကအာရုဆိုတာပြောခုမှအစင်ပတ်တလာအခြေအနေတစ်ခုခုရှိတဲ့အဆင်ပြေတယ်ပေါ့ပြောပစံပတ်တလာရှိရင်ယောယူကအာရုဆိုရင်ခီးသွားချင်ချက်ချင်းကောက်ထားသွားနိုင်တယ်ပေါ့နော်ပတ်စံပတ်တလာပြီးစိတ်ပူစရာမလိုဘူးဒါကိုဥက္ကဋ္ဌမိစီတဲ့ယောယူကအာရုလို့ပြောတယ်နောက်ခေါ်ကြအချိန်နဲ့ပတ်သက်ပြီးတော့အမနက်ဖြန်အလုပ်ရှုံးစံပြီးပွဲရှိတယ်ဒါကြောင့်ကြီးခန့်နေစီတဲ့ဟက်ရှ်တက်ယောယူကနိုင်ဆိုမနက်ဖြန်အလုပ်ရှုံးလို့အချိန်နဲ့ပတ်သက်ပြီးတော့အဲ့မှာအချိန်မရှိဘူးဒါကိုသင်စုယောယူလို့ခေါ်တယ်ပေါ့နော်ဒီဒါခေဆိုင်တက်ခိကြီးခန့်တက်ခိစေရှင်တက်ခိပြောမှဆိုရင်စီးပွားရေးပဲဖြစ်အချိန်ပဲဖြစ်ဒီနှလုံးသားရေးရဖြစ်ပေါ့နော်ယောယူကပြောမှဆိုရင်ဘယ်လိုလောက်ရှိချင်လို့ပြောမှဆိုအချိန်ပူတာဘူရှင်တာဒါကိုပြောချင်ဖြစ်သွားတယ်ခုတော့အသေးပဲတူတူပဲပေါ့နော်ယူတိုလီနဲ့ယောယူနဲ့နောက်တစ်ခါကျတော့ဆက်စစ်ဂျာကန်ရဲ့ဘာစုကာနေနဲ့တူတယ်သူအထိပ္ပယ်ကကျတော့ဒီစူလီယိုကဘာစုကာတဲ့အာရုကိုတူဆိုတာကျတော့စူလီယိုကဘာလဲစူလီယိုဆိုတာအရေးကပမာဏပေါ့နော်ဘာစုကာတဲ့အာရုကိုတူဆိုတာဘာစုကာဆိုဒီမှာမြတ်စွာဘုရားမြင်တဲ့အတိုင်းပဲအနည်းငယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အနည်းငယ်ဆိုတဲ့အဓိပ္ပာယ်ကိုမြင်ချင်ဒါကိုနားလည်ထားလို့ရတယ်နောက်တစ်ခါကျတော့ထိတ်ကိုက်ထိုလိကေ့
Toli case တာ Toli case ဆိုတာ cancel လောက်တာပေါ့နော် cancel လောက်တာဒါပုံမှန်ဆန်စီတို့ take ကိုင်းနဲ့တော့ take ကိုင်းနဲ့ဆင်တူကြပါစကလုံးရှိတဲ့ဆိုယူရှိလာလို့ရှိရင် Toli case နဲ့တူတယ်ပေါ့နော်သူက ichi လို့したハスガンや決定を取り消すことဆိုတော့တစ်ချိန်ပေါ့နော်ပြောပြီးသားအရာနော်ကြီးညာပြီးသားကိစ္စတွေဆုံးဖြတ်ချက်တွေကို 取り消しလုပ်တယ်ပေါ့နော် cancel လုပ်ခြင်းလို့ဆန်စီတို့ဘာသာပြန်လို့ရတယ်တို့နားရအောင်ကြည့်မဆိုပြန်နေရုပ်သိမ်းချပဲဖြတ်လိုက်ဒီပေါ့နော်ဆန်စီတော့နားရထားလို့ရတယ်နောက်တစ်ခုကကျတော့ဆန်စီတို့ဟာလီအာဟုနဲ့ဒီခီဆိုီအာဟုဆိုတာကျတော့ဗာလဲお互いに共通するအပြိုင်ဆိုင်လုပ်ခြင်းအပြိုင်ဆိုင်ဖြစ်ခြင်းပေါ့နော်အပြိုင်ဆိုင်ခြင်းဆိုတဲ့အဓိပ္ပာယ်ရပြီးရှင်းပြခြင်းသူကြံစနားရထားလို့ရတယ်နောက်တစ်ခုကカタクナナနဲ့ဂန်ဂုံနာနဲ့ဂန်ခုနာဆိုမြင်စံလို့တတိမာလေးကချက်ခဲ့ရပြီးတာခေါင်းမတော့တွေရပြီးတော့ခေါင်းမတော့စင်တလက်စကလုံးကဒါカタクナナတွေရ自分の意見をဂန်ဂုံに守り一頭の意見を聞き入れないပြောဆိုကိုယ့်ရဲ့အမြင်ကိုပဲခေါင်းမမာနဲ့ငါအမြင်ကမှန်နေဆိုပြီးတော့အဲ့လိုမျိုးပြောပြီးတော့တစ်ဖက်အခြားလူတွေရဲ့အမြင်ကိုတော့အလုံးဝနားမထောင်နားသေးမထည့်ဘူးလို့ပြောချင်တာပေါ့နော်ခေါင်းမာတော့စင်စနာနေထားလို့ရပြင်းထန်တော့ခေါင်းမာတော့はい。結構チーム先生と、重複、そう同じものことが二重になることさ、ピシッとで、いや、တူညီတဲ့ပစ္စည်းနှစ်ခုက二重ဆိုတာကျတော့ထပ်တယ်လို့ပြောချင်တာပေါ့နော်ထပ်ချင်ပြောချင်ပြောလို့ဆိုရင်တူညီလို့ထပ်တယ်ပေါ့နော်ဒါကို due fruit ကိုလို့ဆန်စစ်ပါတာပြန်လို့ရတယ်ထပ်နေချင်းထပ်တယ်လည်းဖြစ်ချင်းဆန်စစ်ပါတာပြန်လို့ရတယ်ပေါ့နော်ပြီးတော့ဖြောတန်ဆိုတာကျတော့ cast တော့ချူရှင်တိုနာလူပါရှောပြောလို့ဆိုတော့အခုတန်းနေလှုပ်ဆောင်တော့မယ့်အရာဒီ activity နဲ့ပတ်သက်ပြီးဒီ activity ကိုလှုပ်ဆောင်လို့ဆိုဒီ activity မှာဒီနေရာမရှိနေရဘူးဒီနေရာကအဓိကအရေးကြီးဆုံးပြောမှဆိုရင်ဗဟိုချက်ပေါ့နော်ဒီဗဟိုချက်မရှိရင်အဆင်မပြေဘူးခင်ဗျားတို့ပြောလို့ရှိရင်ငါတို့ဗာလေဗာလေဒီတိုရှိမခုရဲ့ပညာမှာနေရာစုကြမယ်နေအမိုက်ကြီးလိုက်ကောက်ကြမယ်အမိုက်ကောက်ဖို့အတွက်မရှိမနေမဖြစ်မနေငါတို့ဗာလေဒီတိုရှိမခုကိုလာရမယ်ဒါဆိုတိုရှိမခုဆိုတဲ့နေရာကဗဟိုချက်ပေါ့ဖြောတန်းဆိုတဲ့နေရာပေါ့နော်ဒါမှလည်းထားလို့ရတယ်နောက်တစ်ခုကျမာဆာကီဆိုတာကျတော့ဒီအရှိဆုံးပေါ့နော်အချိပန်ဆာကီပေါ့အရင်ဆုံးအရှိဆုံးဖြစ်တဲ့ကိစ္စကိုမာဆာကီလို့ခေါ်တယ်အရှိဆုံးပထမဆုံးပေါ့နော်はいနောက်တစ်ခုကျခင်းမစ်ဆိုတာကျတော့ဒီပြောမစတော့ဒီဂျားထဲမှာ space ရှိတာကိုဆန်ဆန်နားထားလို့ရပြီးတော့အလုံးကြီးကတ်တယ်ခိုင်မာတယ်ဆန်ဆန်ဘာသာပြန်လို့ရတယ်ပေါ့ခန်ကေကခင်းမစ်ဆိုတဲ့ဆိုတော့ဒီလူနှစ်ယောက် A နဲ့ B နဲ့ရှိ A ဆန်နဲ့ B ဆန်နဲ့ခန်ကေဆိုတာဆိုပတ်သက်ဆက်နေမှာခင်းမစ်ဆိုတော့လုံးဝခိုင်မာနေတယ် schema ဆိုတာ space ကိုမရှိတာပေါ့တူနှစ်ယောက်ကြားကို C ဆိုတဲ့လူတိုးဝင်တာကိုရှိကိုမရှိနိုင်တာပေါ့နော်ဒါကိုသင်စေလို့ခင်းမစ်ဆိုလို့ခေါ်တယ်ပေါ့နော်ancora togeruဆိုတာ皆さんの言ってもラムナができるအမှန်ဖန်ဆင်းမှာခဏပါပြီးသွားပြီtogeruဆိုတာကြောင့်မခုတခိတွေမခုရောတွေကို達成するပါလေဒီကွက်ရွေချက်ရည်မှန်းချက်တွေကိုအောင်မြင်အောင်လုပ်တာလို့ရှိရင်ကိုယ့်ရဲ့ဒီပါလေဒါကျတော့နာရှိတိုဂဲလူကနားလည်အောင်ဒီခါကြီးထားပြလိုက်တဲ့နာရှိတိုဂဲလူဆိုတာကျတော့ကိုယ့်ရည်မှန်းချက်ကိုလုံးဝပြီးမြောက်အောင်လုပ်ဆောင်ခြင်းလို့ပြောပြရတယ်ပေါ့နော်ဖိုက်contact phone စကလုံးကတော့ဦးနာတာလေးလို့ဆိုတဲ့ခံကြီးရကြအောင်စင်စေတို့ကကလိရှိတဲ့ခုပီကိုဘာလို့ထားလဲလို့ခုပီကိုထားလဲဆိုတာစိတ်တကြပြီးတော့ခေါင်းငုတ်ဆိုင်တယ်ခေါင်းလိုက်ဆိုင်ခြင်းတွေပဲရပြီးတော့ဒါခတ်တော့အိုတိုဆိုဆိုတဲ့ပခုံးပါလေအောက်ကိုပခုံးပြောလို့ဆိုရင်ပခုံးကမမှန်မရှိဘူးပေါ့နော်ဒါပဲချင်းခေါင်းငုတ်ခြင်းပြီးငါငုတ်ခြင်းလို့ဆိုစေလို့နားလည်တော့ပေါ့လေကဲရဆိုတော့ဒီနေ့စံစေကိုရှင်းပြခဲ့တဲ့စကားလုံးတွေအကုန်လုံးက N1 ဒီမိကုံဟောင်းထဲကစီဒီမြောက်ကနေပစုံစာကောရီဖြစ်ပါလေဆိုတော့မင်းကဆောင်းဒီဟာလေးကိုနည်းနည်းဖြစ်မှတ်သားမယ်ဆိုရင်စာမေးပွဲအတွက်အကျိုးရှိမှာလို့ထင်ပါတယ်ဆက်စစ်နောက်ပြီးဒီမှာဆက်ပြီးတွေ့ကြရအောင်ဗျာ